သူ့လက်ကနေလွတ်အောင်ပြေးဖို့ဆိုတာမလွယ်တဲ့အကြောင်းပြပြလိုက်ပြီးဥစုပ်ကိုတခါတည်းအပြက်ရှင်းဖို့ကြံနေလို့အချိန်ကရောက်လာတဲ့စန်းကြီးကဥစုပ်ကိုကဲလိုက်ရင်းနဲ့ပြေးတော့လို့ထမ်းပြောပြီးပြီသူကတော့အဲတော်တိုက်ကွက်ကိုဓာတ်ရိုက်ကြီးခန်းစားလိုက်ရတာဖြစ်ပါတယ်မင်းကလေးမဟုတ်ရင်အပြောဆိုပြီးမြဲသူ့ဖွဲ့သားတွေအနေနဲ့ကြုံရင်အမြဲကွက်တိရောက်လာတဲ့စန်းကြီးကြောင့်နာမီနဲ့ဥစုပ်ကလွတ်မြောက်သွားတဲ့အပြင်စန်းကြီးဆိုတာကလည်းအကျော်မသေးတဲ့ကောင်မို့သူ့ဆက်လက်ကိုမိညိပြီးလို့ခြေစွတော်တင်တဲ့အကြောင်းပြပြလိုက်ပါတယ်ဆန်ရှင်လည်းမှားတဲ့မုံပေးပြီးထွက်သွားဖို့တောင်းဆိုလိုက်ရပါတယ်လူစိမ်းကထွက်သွားတော့ဆိုင်ဝါမှာဘယ်လန်မီကိုတတိထားမိလိုက်ပြီးဝင်ချင်းမှလည်းစုကြီးတန်း30ထုတ်ထားတဲ့ကောက်ရုံအုပ်ထုပ်လူဖီဆိုတာမင်းလားလို့မြင်ဘေးနားဝင်ထိုင်လိုက်တဲ့အချိန်နောက်မှသူ့အဖွဲ့သားတွေကပ်ပါလာတာကိုလည်းတတိထားမိလိုက်ပါတယ်တစ်ဖွဲ့လုံးဒီကိုရောက်လာတာမို့အခြေအနေကိုသိရတဲ့သူကကြိုရှောင်သွားကြတော့ဘယ်လန်မီကလူဖီကိုအရက်ဝဲတိုက်ပြီးခေါင်းကိုခုံနဲ့စောင့်ပြလိုက်တော့သူ့ကပ်တိန်ကိုကြည့်ရင်မခံတဲ့ဆိုရိုဓာကလည်းဘယ်လန်မီရဲ့လေဘင်းပေါ်ရောက်နေပြီဖြစ်ပါတယ်မင်းဘာဆောက်ချိုးချိုးရလဲဆိုပြီးပိုင်းမို့အသိဖြစ်နေတယ်